ထဲမှာတပြက်စီလေးရတာဒီဘက်အချမ်းကြီးကကျတော့တရုတ်စကားပေးနေများပါတယ်တရုတ်စကားပေးကိုမှပန်းပွင့်နေတာအကြီးကြီးနေမွေးချိုင်းနေဘုံကျောင်းထဲရောက်သွားတဲ့အခါမှာအပြင်ကလိုမျိုးဆိုင်ကတန်ကားတန်လူတန်ဆူညံမှုတွေမရှိတော့ရမ်းထိတ်ဆိတ်ပြီးတော့နားကအေးချမ်းသွားတဲ့အခါမှာစိတ်နှလုံးကပါအေးချမ်းသွားတယ်မျက်စိလည်းရှုပ်စရာမရှိရတဲ့အခါကျတော့နားရောမျက်စိရောအေးချမ်းပြီးရှင်းလင်းသွားတဲ့အခါမှာစိတ်ကလေးကအလိုလိုနေရင်ကြည်လာတယ်နော်အဲ့တော့အဓိကပါလဲဆိုတော့လူတွေကိုအကုသိုလ်ဖြစ်စေတဲ့ပထမအချက်ကဒီနားနဲ့မျက်စိကအဓိကလို့ကျွန်တော်တို့ထင်တယ်ကိုရှိမှမြင်နေရတဲ့စံပြေမှုတွေကိုနားထဲမှာကြားနေရတဲ့မကောင်းတဲ့စကားတွေကြောင့်မလို့အကုသိုလ်တွေဖြစ်နေရဲ့ရင်ထဲမှာရောစိတ်ထဲမှာရောပူလောင်နေကြရသမျှတွေကအခုလိုအရန်ကိုအေးချမ်းထိတ်ဆိတ်တဲ့နေရာမျိုးရောက်သွားတဲ့အခါမှာစိတ်ထဲမှာစာကြည်လင်ပြည့်အရန်အေးချမ်းသွားတယ်ဘာမှမဆိုင်တဲ့ကဘာတစ်ခုတဲကိုရောက်သွားလိုက်တယ်လို့မျိုးခံစားရတယ်ဒါကတော့ကျမတို့အားလုံးပြည့်စည်လဲပြီးသွားတဲ့အခြေအနေပေါ့ကြောင်ကြီးတဝဲလုံးရှင်းပြောင်းပြီးတော့တန့်ရှင်းသွားတာအေးချမ်းလိုက်တာကျမတို့ဒါပြီးရင်ဟိုဘက်တရားကျူပြီးနေမြေမှာသွားပြီးတွေ့လေးထပ်လဲပါမယ်ဘိုင်ဘိုင်